အားလုံးပဲမင်္ဂလာပါအားစားမှန်မြောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Manchester United ဆိုတာကမ္ဘာပေါ်မှာအအောင်မြင်ဆုံးအသင်းတွေကတသင်းပါဒါပေမဲ့ Sir Alex Ferguson ထွက်သွားပြီးတဲ့နောက်ပိုင်းမှာတော့အသင်းဟာကစားသမားခေါ်ယူမှုတွေမှာအမှားယွင်းများသာပြုလုပ်ခဲ့ပါတယ်ပိတ်ဆံအများကြီးသုံးခဲ့ပေမဲ့ပြန်ရခဲ့တဲ့ရလက်ကမျှော်လင့်ထားခဲ့တဲ့အတိုင်းဖြစ်မလာခဲ့တဲ့ကစားသမားခေါ်ယူမှုအကြောင်းတွေကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ Manchester United ရဲ့စိတ်ပြည့်စရာအကောင်းဆုံးခေါ်ယူမှု9ခုအကြောင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ထားဖို့တောင်းဆိုချင်ပါတယ်ပထမဆုံးကတော့ Memphis Depay မှာ2015ခုနှစ်မှာ PSV အသင်းကနေယူရို34သန်းဝန်းကျင်နဲ့ရောက်လာခဲ့တဲ့ဒီကစားသမားဟာအသက်ငယ်ငယ်ရွယ်နဲ့ဥရောပရဲ့အတောက်ပဆုံးလူငယ်ကျယ်ပွန်းတွေကတယောက်ဖြစ်ခဲ့တာကြောင့်ပရိသတ်တွေကအများကြီးမျှော်လင့်ခဲ့ကြတာပါဒါအပြင် United ရဲ့နာမည်ကျော်ကျောနံပါတ်ခွန်ကိုပါဝတ်ဆင်ခဲ့ရခဲ့တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်ဒါပေမဲ့ PR တွေကိုမကြော်ဖြတ်နိုင်ခဲ့တဲ့ကစားသမားဟာခြေစမ်းမတည်ငြိမ်တာဆုံးဖြတ်ချက်အပိုင်းအားနည်းတာတွေကြောင့်အသင်းမှာနေရာမရခဲ့ပဲထွက်ခွာသွားခဲ့ရတဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်ဒါနဲ့စိတ်ဝင်စားဖို့ကောင်းတာက United ကထွက်သွားပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့အကောင်းဆုံးပုံစံကိုပြန်လည်ရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ဒွန်နီဘန်ဒီဘိတ်ပဲဖြစ်ပါတယ်။အိုင်ရဲ့အသင်းကနေယူရို39သန်းဝန်းကျင်နဲ့ခေါ်ယူခဲ့တာပဲဖြစ်ပြီးချန်ပီယံလိဆီမီဖိုင်နယ်မှာအိုင်ရဲ့အသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့တာကြောင့် United ပရိသတ်တွေကဒီအပြောင်းအရွှေ့ကိုအရန်ကိုစိတ်လှုပ်ရှားခဲ့ကြရတာလည်းဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ United ဘဝဟာအရန်ခုံပေါ်မှာပဲအချိန်ကုန်ဆုံးသွားခဲ့တာပါနီးပြတွေပြောင်းသွားပေမဲ့အခြေအနေကလုံးဝမပြောင်းလဲခဲ့ပဲပွဲထွက်ခွင့်တဲ့အရန်ခုံမှာပဲထိုင်ခဲ့ရတဲ့အချိန်ကပိုများခဲ့တာကြောင့်နောက်ဆုံးမှာတော့ပရိသတ်တွေကတော့သူအသင်းမှာရှိသေးလားဆိုပြီးမေ့သွားတဲ့အထိတောင်ဖြစ်သွားခဲ့ရပါတယ်နံပါတ်5နေရာမှာတော့ Alexis Sanchez ပဲဖြစ်ပါတယ်အာဆင်နယ်အသင်းရဲ့အကောင်းဆုံးကစားသမားတွေကတယောက်ကိုခေါ်ယူနိုင်ခဲ့ချိန်မှာ United ပရိသတ်တွေအရန်ကိုပျော်ရွှင်ခဲ့ကြရတဲ့အချိန်မှာဒါပေမဲ့စမ်းချက်ရခဲ့တဲ့တပတ်လောက်ခပေါင်9သိန်းနီးပါးရှိခဲ့ပါတယ်။အဲ့ဒီချိန်မှာပရီးမီးယားလိရဲ့လစာအများဆုံးကစားသမားတွေကတယောက်ပါ။ဒါပေမဲ့ပေးရတဲ့လစာနဲ့ကွင်းထဲမှာပြသနိုင်တဲ့ခြေစမ်းကတော်တော်ကြီးကိုကွာဟနေခဲ့တာပါ။ဂိုးတွေမတွင်းနိုင်သလိုဂိုးပန်တီးမှုကိုပါမလုပ်ပေးနိုင်ခဲ့တာကြောင့်အရင်ကလိုပြိုင်မက်တွေကိုဒုက္ခမပေးနိုင်တော့ပါဘူး။ပိုက်ဆံအများကြီးပေးပြီးခေါ်ယူခဲ့ပေမဲ့အသင်းကိုပြောင်းလဲမပေးနိုင်ခဲ့တဲ့ကစားသမားတယောက်ဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်နံပါတ်4နေရာမှာကတော့အန်ဂယ်ဒီမာရီယာပဲဖြစ်ပါတယ်။ Real Madrid အသင်းကနေယူရို85သန်းနီးပါးနဲ့ရောက်လာခဲ့တဲ့ဒီကစားသမားဟာချန်ပီယံလိဖလားရပြီးရောက်လာတဲ့ကစားသမားတစ်ယောက်ဖြစ်တာကြောင့်မျှော်လင့်ချက်တွေကအရန်ကိုကြီးမားခဲ့ကြတာပါ။အစပိုင်းမှာလည်းတကယ်ကောင်းခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့နီးပြားနဲ့အဆင်မပြေတာမိသားစုအခက်အခဲတွေကြုံရတာတွေကြောင့်ခြေစမ်းကတဖြည်းဖြည်းနဲ့ကြာဆင်းလာခဲ့ပါတယ်ဒီလိုနဲ့ပဲတရားတီတောင်မပြည့်ခင်အသင်းကနေထွက်ခွာသွားခဲ့ပြီး United သမိုင်းရဲ့အဆိုးအဝါးဆုံးခေါ်ယူမှုတွေကတခုဖြစ်ခဲ့ရတာပါနံပါတ်3အနေနဲ့ကတော့ဂျေဒန်ဆန်ချိုပဲဖြစ်ပါတယ်ဒေါမွန်အသင်းကနေယူရို85သန်းဝန်းကျင်နဲ့ခေါ်ယူခဲ့တဲ့ဒီကစားသမားဟာ United ဟာသူ့ကိုခေါ်ယူဖို့နှစ်ပေါင်းများစွာစူးစမ်းခဲ့ရတာပါပရိသတ်တွေကလည်းအသင်းရဲ့အနာဂတ်ကိုဥဆောင်မဲ့ကစားသမားတစ်ယောက်ရလာပြီလို့ယုံကြည်ခဲ့ကြရတဲ့အခြေအနေထိပါပဲဒါပေမဲ့ Old Trafford ကိုရောက်လာချိန်မှာတော့ဒေါမွန်ကဆန်ချိုကိုပြန်မတွေ့ရတော့ပါဘူးခြေစွမ်းမတည်ငြိမ်တာတွေယုံကြည်မှုကျဆင်းတာတွေနဲ့နီးပြနဲ့ပြဿနာတက်တာတွေဇက်တိုက်ဖြစ်လာခဲ့ပါတယ်ယူရို85သန်းဝန်းကျင်သုံးခဲ့ပေမဲ့ United လိုချင်တဲ့ကစားသမားမျိုးကိုတော့မရရှိခဲ့ပါဘူးနံပါတ်2နေရာမှာကတော့အန်တိုနီပဲဖြစ်ပါတယ်အိုင်ရဲ့အသင်းကနေယူရို95သန်းနီးပါးနဲ့ခေါ်ယူခဲ့တဲ့ဒီကစားသမားဟာUnited သမိုင်းရဲ့ဈေးကြီးဆုံးခေါ်ယူမှုတွေကတခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အန်တိုနီရဲ့ဂိုးသွင်းနှုန်းဂိုးဖန်တီးမှုနှုန်းနဲ့ကွင်းထဲကတက်ရောက်မှုတွေဟာပြောင်းရွှေ့ခြင်းနဲ့လုံးဝကိုမကိုက်ညီခဲ့သလိုဖြစ်ခဲ့ရတာကြောင့်ပရိသတ်တွေမျှော်လင့်ခဲ့သလိုအသင်းရဲ့တိုက်စစ်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မလာခဲ့ပါဘူး။အခုချိန်ထိ United ပရိသတ်တွေအများဆုံးဝေဖန်နေကြတဲ့ခေါ်ယူမှုတွေထဲမှာအန်တိုနီကလည်းထိပ်ဆုံးမှာရှိနေစေဖြစ်ပါတယ်။ဒါပေမဲ့ဒီစရင်ရဲ့နံပါတ်1နေရာမှာကတော့ပေါ့ပါရှိနေပါတယ်2016ခုနှစ်မှာဂျူဗင်တက်အသင်းကနေယူရို105သန်းနီးပါးနဲ့ပြန်လည်ခေါ်ယူခဲ့တဲ့ဒီကစားသမားဟာအဲ့ဒီချိန်တုန်းကကမ္ဘာစံချိန်တင်ပြောင်းရွှေ့ခြင်းဖြစ်ခဲ့ပါတယ်
United Academy အတွက်ကစားသမားတစ်ယောက်ကိုပိုက်ဆံအများကြီးသုံးပြီးပြန်လဲခေါ်ယူခဲ့တာကြောင့်ပရိသတ်တွေဟာအသင်းရဲ့ခေတ်သစ်ကိုဥဆောင်နိုင်မဲ့သူရဲကောင်းတစ်ယောက်ပြန်ရလာပြီလို့ယုံကြည်ခဲ့ကြတဲ့အထီကိုပါပဲပို့ပါဟာတချို့ပွဲတွေမှာဆိုရင်ကမ္ဘာအဆင့်ခြေစွမ်းကိုပြသနိုင်ခဲ့တယ်လို့ဒဏ်ရာတွေအငင်းပွားမှုတွေမတည်ငြိမ်တဲ့ခြေစွမ်းတွေကသူ့ရဲ့ United ဘဝကိုအမြဲလိုနှောက်ယှက်ပေးခဲ့တာအဆိုးဆုံးကတော့ယူရို105သန်းနီးပါးသုံးပြီးခေါ်ယူခဲ့တဲ့ဒီကစားသမားဟာစာချုပ်ကုန်ဆုံးချိန်မှာတော့တပြားမှပြန်မရခဲ့ပဲအလွတ်နဲ့ထွက်ခွာသွားခဲ့ရတာလည်းဖြစ်ပါတယ်။ဒါကြောင့် United ပြည်သက်အများစုကပေါ်ပါကို Manchester United သမိုင်းရဲ့စိတ်ပျက်စရာအကောင်းဆုံးခေါ်ယူမှုဖြစ်သတ်မှတ်ကြတာလည်းဖြစ်ပါတယ်။ဒါဆိုရင်မိတ်ဆွေတို့မြင်ပါရောဒီကစားသမားတွေကဘယ်ကစားသမားက United သမိုင်းရဲ့အဆိုးဆုံးခေါ်ယူမှုဖြစ်မလဲ။မှတ်ချက်မှာဝင်ရောက်ဆွေးနွေးသွားခဲ့လို့ရပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ထားဖို့တောင်းဆိုချင်ပါတယ်။နောက်တက်မဲ့ဗီဒီယိုတွေမှာမိတ်ဆွေနဲ့အတူပြန်ဆုံကြပါသေးတယ်